ကျောင်းတော်ရောက်တော့ဘာမင်းဒီဘယ်လိုပါလဲဒီကလေးကဟိုသူကဖြေခိုင်းနေပါဘာမျိုးဒီနေ့တလားဒီသူတို့အလေးဟိုတက်နေတာလေအဲ့အားတက်ဒီကနေ့ဟိုဘာလို့တက်ခိုင်းတော့ဒီကျောင်းခေါ်ချိန်ဟိုတဲ့အောင်ကိုက်အောင်သူကကတန်းရှိတယ်ကွာဒီကနေ့သူတို့ခေါ်ရဲ့ချိန်ပဲကိုက်ရင်မျိုးဟိုတဲ့လေပို့ပြီးတော့တယ်မလားဘယ်လိုအနည်းအားကြည့်ပါကွာအသေးတောင်ဝဲဖြေခိုင်းနေတယ်တရားပြောအနေတက်ထားငါတော့ဆိုကျောင်းနဲ့ပုံမှန်တက်တယ်လာပြီးအောင်တက်တယ်တလာပြီးအောင်တလာမောက်တလာပြီးတော့တမတန်းနိုင်ခဲ့ပြီးတော့တဲ့ဟုတ်လားဒီကွာသူကအဓိကသူတို့လွတ်ပြီးတော့သူတို့လွတ်ဆိုသူတို့ညံ့ပြသူတို့နေတာတာရီလို့ပဲကွာတကယ်ညံ့ပြီးပြမင်းကွာဒီမှာဟုတ်တယ်ညံ့ဟုတ်တယ်ပြပတ်လာတယ်ညံ့တယ်ဒီလေဒီအောင်ပါဒီတခြားအကြောင်းတွေသိဆုံးပါရောတော့ပြောတာပါကြလားသူပြောရင်ဟိုဒီမှာဂျင်းနေတယ်အားဖြင့်ပြောတော့ဟုတ်တယ်ဘာလို့ပြောလဲဒီရာသီနဲ့ပုံအောင်တယ်ရတဲ့ဆိုရင်တော့စောင်းပုံရာတဲ့ဆိုရင်ရာတဲ့ကြောင့်ဝါဒီဒီလိုက်ဒီပါတော့ဘာလို့ဘယ်နဲ့ရိုက်တာကြီးလားဟာပရိသတ်ခရီးဟိုပါလို့လိုက်အားလုံးတော့ခံရတယ်ဘုံဘုံအဲ့လိုပေါ့ငါတို့ရအားလုံးဘုံခံရတော့ငါတို့ဒီငွေကလဲလာပါဒီဒီနေ့ကဘယ်လိုလဲဆိုဟွာတဲ့၄ငွေတန်နေတဲ့အချိန်မှာပိုသေးကြီးတယ်ဈေးပိုနှိမ့်တယ်ဟွာတယ်မလားပတ်စံမိုးမရဘူးကွာဒီကနေ့အချိန်မှာဘူးပတ်စံရ၄ငွေတော့လဲခဲ့ငါတို့ဆောင်းနေတာပဲဟွာတော့100ကျော်တော့လေမလဲနဲ့မေဟွာနဲ့ဒေါ်လာနဲ့ဒေါ်လာ